အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဖာကိုဒီနေ့ဗီဒီယိုလေးကတော့ brother တို့သူများရှိရာအကောင့်တစ်ကောင်ဝယ်ပြီးရင်ကိုချီမင်းနဲ့ဖြစ်ပြုံနဲ့ RC safe တယ်လို့ထင်နေကြလားထင်နေကြတဲ့သူတွေလည်းရှိမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတော့မှားပါတယ်လုံးဝ RC မ safe ပါဘူး RC safe ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြောပြပါမယ် RC safe ဖို့ဆိုရင်ကျွန်တော်တို့ကအရင်ဆုံး brother တို့ဒီဆက်လေး30ရှိရပြအဲ့ဟာလေးကိုတစ်ချက်အရင်ဆုံးနှိပ်ရပါမယ်အဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်အောက်လေးကိုနည်းနည်းလေးဆွဲပြီးတော့ကျွန်တော်တို့အမှ setting ဆိုတဲ့ဟာလေးရှိပါတယ် setting ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနော်အဲ့ဟာလေးကိုနှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဟာလေးပေါ့နော် security ဆိုတာအဲ့ဟာလေးကိုနှိပ်ပြီးတော့ brother တို့ခဏဆောင်နော်ကျွန်တော် line မကောင်းလို့ပါဒီလိုလေးထပ်ဆွဲလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ authenticator ဆိုတဲ့ဟာလေးရှိပါတယ်ဒီကောင်လေးကိုအမှန်ကျလေးချစ်ပေးလိုက်ပါဗီဒီယိုလေးမဆက်ရင်ကျွန်တော်လေးတစ်ခုဝင်နေပါတယ်ဗျကျွန်တော်တို့ရဲ့ Black Kingdom shop မှာကျွန်တော်တို့game pass တွေ robot တွေပြီးတော့ကျွန်တော်တို့ Blood Fruit အကောင့်ကောင်းစားတွေကိုရရှိသွားမှာဖြစ်တဲ့အတွက် giveaway တွေလည်းအများကြီးလာမှာပါအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ Black Kingdom ဆိုရဲကျွန်တော်ရဲ့ channel လေးကို join ပြီးတော့ကျွန်တော်ကို support ပေးလို့ရပါတယ်ဗျကျွန်တော်အခုဒီ video ရေး set တင်နိုင်အောင်လဲကျွန်တော်တို့တင်ညာရေးဘာညာအဲ့လိုရတယ်เนาะကျွန်တော်ရှိလာအဲ့လိုရပါတယ်ကျွန်တော်ရဲ့ Telegram channel ကိုတော့ကျွန်တော်ဒီဘောနော်ဒီ video ရဲ့အောက်မှာ comment ကျွန်တော်ဒီ video အောက်က comment မှာကျွန်တော်ပေးထောက်ပေးထားပါမယ်ဗီဒီယိုလေးကိုဆက်မယ်ပေါ့နော်ကျွန်တော်စကားပြောတာမှားသွားရင်လည်းတောင်းပန်ပါပြီကျွန်တော်ဒါလောက်တာတိတ်မကြသေးတော့ကျွန်တော်လည်းတိတ်ပြီးတော့အတွေ့အကြုံမရှိသေးလို့ပါโอเคဆိုတော့ဗီဒီယိုလေးကိုစမယ် beautify ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်လက်ဖို့ရာလေးနှိပ်လိုက်ပါမယ်လက်ဖို့ရာနှိပ်ပြီးသွားတာနဲ့ကျွန်တော်ဒီလိုလေးပေါ်လာမယ်ဆိုရင် brother တို့ကဒီအပေါ်ကဟာလေးအဲ့ဟာလေးကို copy မြုပ်ရင်အရေးကြီးတဲ့ချက်ကိုကျွန်တော်မေ့ခဲ့လို့ပါဒီကောင်တွေကိုကာဖို့ဆိုရင်ကျွန်တော်ဒီ Play Store ထဲကိုရင်ဝင်ပြီးတော့ကျွန်တော်တို့ authenticator ဆိုတဲ့ app တွေထောင်းရပါမယ် AUTH အော်ဒီမှာပေါ့နော်ကျွန်တော် authenticator ဆိုတဲ့ဟာလေးပါအဲ့ဟာလေးကို brother တို့ကနှိပ်ပြီးတော့ကျွန်တော်ဒီအောက်ကauthenticator ဆိုတဲ့ဒီမှာ Google authenticator ဆိုတာအဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော် open ဆိုတာလေးကိုကျွန်တော်တော့ down ပြီး open လို့ပေါ်နေတယ် brother ကြီးမှာတော့ install လုပ်ရမယ် install ပြီးပြီဆိုရင်တော့ကျွန်တော်ဒီလိုပုံစံမျိုးလေးပေါ်လာပြီပြီးသွားပြီဆိုရင်ကျွန်တော်တို့ game လေးကိုပြန်သွားမယ်ပြီးသွားရင်ခုနဟာလေးကို copy ယူလိုက်ပါတော့ခဏလေးပါပေါ်အောင်ခဏလေးတော့ပါတော့ဆိုင်းရတိတ်မကောင်းသေးလို့ပါโอเคဆိုတော့ဒီလိုမျိုးလေးပြန်ပေါ်လာပါပြီပြန်ပေါ်လာပြီဆိုတော့ကျွန်တော် video file ကိုပြန်နှိပ်ပါမယ်ဘာလို့တော့ကျွန်တော်ခုနကထွက်မိပါတယ်โอเคပြီးတော့ကျွန်တော်ဒီလိုမျိုးလေးပေါ်ပြီးဆိုရင်ပြီးရဒီမှာပေါ့နော်ကျွန်တော်ဒီမှာဒီဟာလေးကိုတစ်ချက်ကလစ်နှိပ်လိုက်ပါချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဆိုဒီလိုမျိုးလေးပေါ်လာမယ်အဲ့လိုမျိုးလေးပေါ်လာပြီးတော့ခုနကတော့ကျွန်တော် down ထားတဲ့ authenticator app ထဲကိုသွားပါမယ် app ထဲကိုသွားပြီးဆိုရင်ကျွန်တော်နော်ဒီဟာလေးကအဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ဒီကုတ်နေရာမှာကျွန်တော်တို့ကုတ်ရဲ့နေပေါ့နော်ကျွန်တော်ဒီနာမည်ပေးမယ်ကိုကြိုက်တဲ့နာမည်တစ်ခုကိုစဉ်းစားလိုက်ပါကျွန်တော်ကတော့ကတ်လို့ပေးလိုက်ပါမယ်ပြီးခုနထည့်လာကုတ်လေးကိုဒါလေးကိုထည့်ပြီးတော့နှိပ်လိုက်ပါဒါဆိုရင်တော့ brother ရဲ့ဒီအောက်ဆုံးမှာကျွန်တော်တို့ကတ်ဆိုတဲ့ဟာလေးပေါ်လာပါမယ်အဲ့ဟာလေးတွေနှိပ်ပြီးတော့ကျွန်တော်တို့ဒီရဲကိုသွားပြီးတာလေကျွန်တော်အဲ့ကုတ်လေးကိုထည့်ပြီး beautify လုပ်လိုက်တာပြီးတော့လုပ်လိုက်ပြီးဆိုရင်ကျွန်တော် RC ကတရားရင်လုံး save သွားပါပြီပြီး close ကိုနှိပ်လိုက်ပါဒါဆို authenticator app beautify sure ဆိုအဲ့ဟာလေးဖြစ်သွားပြီဆိုရင်တော့ brother တို့အကောင့်ဟာလုံးဝ RC save သွားပါပြီဗီဒီယိုလေးအဆုံးထိကြည့်ပြီးတူတောက်ကြည့်နေကြအောင်ကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ပါနောက်ထပ်ဗီဒီယိုဆက်တင်နိုင်အောင် support ပေးကြပါဦး like share subscribe လေးနဲ့ပေါ့ okay အားလုံးပဲဘိုင်ပါ